ထမင်းစားခန်းထဲမှာတော့ဟင်းပွဲတွေအများကြီးလှုပ်ထားတာကိုတာကူတိုကတွေးလိုက်ရတာကြောင့်ပါတီပွဲလုံးမလို့လားလို့မေးလိုက်ပြီးအန်နာကတာကူတိုသတိမိပြီးအိပ်ပျော်နေရကြောင်းစိတ်ပူရပေမဲ့ထင်ထားတာထက်ကျန်းကျန်းမာမာရှိနေတာပဲလို့ဆိုကခန္ဓာကိုယ်အတွင်းထဲမှာများတစ်ခုခုဖြစ်နေလားလို့တာကူတိုကိုမေးလိုက်ပါတယ်တာကူတိုကသူ့ရဲ့ခန္ဓာကိုယ်မှာဘာမှထူးဆန်းတာမခံစားမိပါဘူးလို့ပြန်ပြောလိုက်ပြီးဒါပေမဲ့အဲ့ဒီတယောက်ကဘယ်လိုဖြစ်သွားတာလဲလို့အန်နာကိုမေးလိုက်တဲ့အခါအန်နာကတာကူတိုသတိမိနေရကနေပြန်နှိုးလိုက်ရင်အခုဖြစ်နေတာတွေအကုန်လုံးကိုလန်နီကရှင်းပြပေးမယ်အကြောင်းတာကူတိုကိုပြန်ပြောပြလိုက်ပါတယ်လန်နီကဂီတပညာရှင်တယောက်ဖြစ်ပြီးနင်းလဲကောင်းကောင်းချက်တတ်တာကြောင့်တာကူတိုတို့အတွက်နေ့လည်စာလုပ်ပေးနေပါတယ်တာကူတိုကလန်နီကိုနှုတ်ဆက်လိုက်တဲ့အခါလန်နီကတာကူတိုရဲ့လက်ကိုကင်ပြီးအိမ်မက်တဲ့ကောင်းလေးပဲလို့ပြန်နှုတ်ဆက်လိုက်ခါလန်နီရဲ့တွဲဖက်ဓာတ်တန်ကလည်းတာကူတိုကိုနှုတ်ဆက်လိုက်ပါတယ်လန်နီကတာကူတိုရဲ့လက်မှာအနီရောင်အမတ်သားတွေပေါ်နေတာမကောင်းဘူးဆိုပေမဲ့ထင်ထားသလောက်အခြေအနေမစိုးလို့တော်ပါသေးရဲ့လို့ဆိုကနေ့လည်စာအတူစားရင်စကားပြောကြမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့အားလုံးကနေ့လည်စာအတူစားနေကြပြီးလန်နီကဒီတူးတွေကဘာမြေပေါ်ကိုရောက်လာတဲ့အချိန်တည်းကလူသားတွေနဲ့ဒီတူးတွေကစစ်ပွဲတွေအဆက်မပြတ်ဖြစ်ခဲ့ကြတယ်ဆိုပေမဲ့ SP ကလာပါတဲ့ကြောက်တုံးရဲ့စွမ်းအားကနေ musical တွေကိုမဖန်တီးနိုင်ခင်အချိန်ကဆိုရင်ဒီတူးတွေကိုဘာလန်းနဲ့မှဒိုင်ယန်ရအောင်မတိုက်ခိုက်နိုင်တဲ့အကြောင်းအားလုံးကိုပြောပြနေပါတယ်ပြီးတော့လန်နီကလာပါတဲ့ကြောက်တုံးမှာအနှဲရောင်ကြောက်တုံးကိုတိုက်ရိုက်တိုက်ခိုက်နိုင်တဲ့စွမ်းအားရှိပြီးဂီတကိုလည်းတုံးပြနိုင်တယ်လို့ဆိုကအဲ့ဒီလာပါတဲ့ကြောက်တုံးရဲ့စွမ်းအားနဲ့ဖန်တီးထားတဲ့ musical တွေရဲ့ကျေးဇူးကြောင့်နေမြေအချို့မှာဒီတူးတွေကိုအပြတ်ရှင်းထုတ်နိုင်လိုက်တဲ့အကြောင်းအားလုံးကိုထပ်ပြီးပြောပြလိုက်ပါတယ်အန်နာကလွန်ခဲ့တဲ့၄နှစ်စာကာကြီးညာချက်အပြီးမှာဒီတူးတွေကတဖြည်းဖြည်းပြောက်ခွဲသွားတာပဲလို့ပြောလိုက်ပြီးတာကူတိုကတော့ဂီတကိုဆွန့်ပစ်ခဲ့ကြတာအပေါ်မကြင်မနှက်ဖြစ်နေပါတယ်။ဦးမဲကဒီတူးတွေပြောက်ကွယ်သွားပြီဆိုရင်သူ့ရဲ့တာဝန်ကပြီးဆုံးသွားပြီဆိုတဲ့သဘောလားလို့ဆိုကအဲ့လိုဆိုရင်ရှေ့လျှောက်ဘာဆက်လုပ်ရမှာလဲလို့တာကူတိုကိုပြောလိုက်ပါတယ်။ထိုအခါတာကူတိုကဘာဖြစ်လို့ဦးမဲကခန်းစားချက်မရှိတဲ့ပုံစံဖြစ်သွားတာလဲလို့ပြောလိုက်ပြီးမင်းညာကဂီတပွဲမှာခင်ဗျားတို့လို SP ရဲ့တိုက်ခိုက်ရေးသမားတွေရှိနေတာတောင်ဘာဖြစ်လို့ဒီလိုမျိုးတွေဖြစ်ခဲ့ရတာလဲလို့လန်နီကိုမေးလိုက်ပါတယ်။လန်နီကရုတ်တရက်ဒီတူးမကောင်းဆိုးဝါးတွေမျိုးရဲကိုဘယ်လိုရောက်လာလဲဆိုတာမသိပေမဲ့ musical တယောက်ဖြစ်လာဖို့ဆိုရင်လူတယောက်ချင်းစီရဲ့အလားအလာကိုကြည့်ပြီး SP ရဲ့တင်းကျပ်တဲ့စံတက်မှုတွေကိုကြွဖြတ်ပြီးမှနိုးထလာနိုင်တဲ့အစွမ်းလို့ပြောလိုက်ခါဒါပေမဲ့ဦးမဲကအဲ့ဒီအစွမ်းကိုတဘာဝအတိုင်းနိုးထလာနိုင်တဲ့ကဘာဘော်ကတဦးတည်းသောသူပဲလို့ပြောပြလိုက်ပါတယ်စွမ်းအားတွေနဲ့ပြန်လည်မွေးဖွားလာတဲ့ဦးမဲကိုအန်နာကသူ့ရဲ့ညီမခွန်းဆဲတို့အတိတ်မေ့နေတယ်လို့ထင်နေတာကြောင့်လန်နီကအရင်တုန်းကရှိခဲ့တဲ့ခွန်းဆဲတို့အတိတ်မေ့နေတာမဟုတ်ဘူးလို့ပြောပြလိုက်ခါခွန်းဆဲတို့ကလုံးဝတိတ်ဆုံးသွားပြီးဦးမဲအဖြစ်ပြန်လည်မွေးဖွားလာတာလို့အန်နာကိုပြောပြလိုက်ပါတယ်ထိုအခါအန်နာကခွန်ဆဲတို့လုံးဝပြောက်ကွယ်သွားတာကိုလက်မခံနိုင်ဖြစ်နေပြီးတာကူတိုကတော့ခွန်ဆဲတို့တာ musical အဖြစ်ပြန်လဲမမွေးဖွားလာရင်မင်းညကနေရာမှာတင်တိတ်ဆုံးသွားလောက်ပြီဆိုတဲ့သဘောလားလို့လန်နီကိုပြန်မေးလိုက်ပါတယ်လန်နီကတာကူတိုပြောတာမှန်တယ်လို့ပြောလိုက်ပြီးဒါပေမဲ့အခြား musical တွေကပြန်လဲမွေးဖွားလာပြီးရင်သူတို့ရဲ့စွမ်းအားကိုကောင်းကောင်းထိန်းချုပ်နိုင်ကြတယ်ဆိုပေမဲ့ဦးမဲကတာမန်အချိန်မှာဆိုသူ့ရဲ့တိုက်ခိုက်ရေးဝစ်စုံကစနီးမှုပုံစံဖြစ်နေတယ်လို့ပြောပြလိုက်ပါတယ် musical တွေအကုန်လုံးကလာပါတဲ့ကြောက်ကနေအစ်စ်တဖန်ပြန်လဲမွေးဖွားလာကြတယ်ဆိုပေမဲ့သူတို့ရဲ့တိုက်ခိုက်ရေးဝစ်စုံနဲ့စွမ်းအားတွေကအချိန်တိုင်းနိုးထနေကြတာဖြစ်ပြီးဦးမဲကတော့တာမန်အချိန်မှာဆိုတာမန်ပုံစံတာမန်ဝတ်စုံပဲဖြစ်နေပါတယ်ပြီးတော့ဦးမဲတယောက်တည်းကပဲစွမ်းအားသုံးမယ်ဆိုရင်တာဟူတိုရဲ့အသက်စွမ်းအင်ကိုအသုံးပြုရတာဖြစ်ပြီးကျန်တဲ့ musical တွေကဘသူရဲ့စွမ်းအားကိုမှမလိုပဲသူတို့ရဲ့စွမ်းအားကိုလွတ်လွတ်လပ်လပ်အသုံးပြုနိုင်ပါတယ်တာဟူတိုကဒီလိုမျိုးမပြည့်စုံတဲ့အခြေအနေမျိုးတွေဖြစ်လာတာလိုအပ်တဲ့အဆင့်တွေကိုမကြော်ဖြတ်ခဲ့လို့တခုခုချိုးရင်းသွားတာလားလို့လန်နီကိုမေးလိုက်ပြီးဦးမဲကတော့ဒီတူးမကောင်းဆိုးဝါးတွေကိုကောင်းကောင်းတိုက်ခိုက်နိုင်ခဲ့တာပဲလို့ပြောလိုက်ပါတယ်လန်နီကအခုချိန်မှာဒီတူးတွေကိုဦးမဲကကောင်းကောင်းတိုက်ခိုက်နိုင်ပေမဲ့အချိန်ကြာလာတာနဲ့အမျှဦးမဲရဲ့ချိုးရင်းချက်ကတဖြည်းဖြည်းနဲ့ပိုဆိုးလာပြီးနောက်ဆုံးမှ musical တယောက်အနေနဲ့တောင်ဇက်ပြီးအသက်မရှင်နိုင်တော့တာမျိုးဖြစ်လာနိုင်တဲ့အကြောင်းအားလုံးကိုပြောပြလိုက်ပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့ဦးမဲနဲ့တိုက်တန်ကအန်နာလုပ်ပေးထားတဲ့မုတ်တွေကိုစားနေပြီးတခုတိုတို့ကတော့နယူးယောက်ကိုဘယ်လိုသွားမလဲဆိုတာတိုင်ပင်နေကြပါတယ်အန်နာကသူ့ရဲ့အမလိုတဲ့က SP ဌာနရဲ့တိတ်ပတ်ပညာရှင်တယောက်ဖြစ်ကြောင်းနဲ့သူ့ရဲ့မိဘတွေကလည်း SP ဌာနမှာရှိတယ်လို့ဆိုကပြဿနာကနယူးယောက်ကိုသွားမဲ့လမ်းတစ်လျှောက်မှာပိတ်ပင်ခံထားရတဲ့မြို့တွေနဲ့ဒီလူမကောင်းဆိုးဝါးအများအပြားရှိနေတာပဲလို့အားလုံးကိုပြောပြလိုက်ပါတယ်ပြီးတော့အန်နာကဦးမဲအကြောင်းနယူးယောက်ကမိဘတွေကိုပြောပြချင်ပေမဲ့ဒီမျိုးကဖုန်းလိုင်းကျနေရကြောင်းနယူးယောက်ကိုဆက်သွယ်လို့မရဘူးလို့ထပ်ပြောလိုက်တဲ့အခါလန်နီက SP ဌာနရဲ့တိုက်ရိုက်လိုင်းကနေဦးမဲအကြောင်းအန်နာရဲ့မိဘတွေကိုပြောပြပေးပါမယ်လို့ပြန်ပြောလိုက်ပါတယ်တခုတို့ကဦးမဲကနေခွန်းဆဲတို့ပြန်မဖြစ်လာရင်တောင်ဦးမဲအဖြစ်ဆက်အသက်ရှင်နိုင်ဖို့အတွက်နယူးယောက်ကိုမရရအောင်သွားပြီးဦးမဲကိုကူတားရမယ်လို့ဆိုကသူ့ဘဝထဲကနေဘသူ့ကိုမှထပ်ပြီးထွက်သွားခဲ့မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်ထိုအခါလန်နီကနယူးယောက်အထိတခုတို့ကိုလိုက်မပို့နိုင်ဘူးဆိုပေမဲ့နယူးယောက်ကိုသွားမဲ့ခီးတစ်ဝက်လောက်ကသူသွားမဲ့ခီးနဲ့အတူတူပဲလို့ပြောလိုက်ပြီးသူနဲ့အတူသွားမဲ့ခီးတစ်ဝက်မှာတာကူတိုနဲ့ဦးမဲကိုအချိတ်ဆက်မိမိတိုက်ခိုက်နိုင်အောင်တင်ပေးမယ်လို့လန်နီကပြောလိုက်ခါမိဖို့ဆောင်ဘက်ကိုထွက်သွားပါတယ်ဦးမဲကိုအန်နာရဲ့မိဘတွေကမွေးစားခဲ့ကြတာဖြစ်ပြီးဦးမဲကအန်နာရဲ့အိမ်ကိုစားရောက်လာတဲ့အချိန်ကစိတ်လှုပ်ရှားပြီးဘာမှမစားနိုင်ဖြစ်နေတဲ့အချိန်အန်နာကသူ့လှုပ်ကြွေတဲ့မုတ်ကိုဦးမဲကစားခဲ့တယ်လို့ဆိုကအခုစွမ်းအားတွေနဲ့ပြန်လည်နိုးထလာပြီးဘာမှမစားနိုင်ဖြစ်နေတဲ့အချိန်မှာလဲသူ့လှုပ်ကြွေတဲ့မုတ်ကိုဦးမဲကစားခဲ့တာကြောင့် SP ဌာနမှာဦးမဲကိုတေချာပြန်ကူတာလိုက်ရင်ခွန်ဆက်တို့အဖြစ်ပြန်လည်အသက်ရှင်လာနိုင်တယ်လို့တာကူတို့ကိုအန်နာကပြောလိုက်ပါတယ်
ထိုအချိန်တာကူတိုရဲ့လက်တစ်ဖက်ကရုတ်တရက်ပျောက်သွားပြီးအကြောင်းကတော့ဦးမဲကဒီတူးမကောင်းဆိုးဝါးတွေကိုအာယုံခံမိသွားတာကြောင့်ဖြစ်ကတာကူတိုရဲ့အသက်ဆွမ်းအင်ကိုဆုပ်ယူလိုက်တာကြောင့်ဖြစ်ပါတယ်တိုက်တန်းကဦးမဲဒီတူးတွေကိုတွားတိုက်ခိုက်တဲ့အကြောင်းအားလုံးကိုပြောပြလိုက်တဲ့အခါတာကူတိုကဦးမဲအနောက်ကိုချက်ချင်းလိုက်သွားပြီးလက်နီကတိုက်တန်းထက်အရင်ဒီတူးတွေကိုဦးမဲကအာယုံခံနိုင်တာစိတ်ဝင်စားစရာပဲလို့ဆိုကစိတ်ပူနေတဲ့အန်နာကိုစိတ်အေးအေးနဲ့ဒီမှာစောင့်နေဖို့ပြောလိုက်ပြီးတာကူတိုတို့အနောက်ကိုလိုက်သွားပါတယ်ဦးမဲကဒီတူးတက်ကောင်ကိုတောင်ကောင်းကောင်းမတိုက်ခိုက်နိုင်ဖြစ်နေပြီးဒီတူးကအမီးနဲ့ရိုက်ထုတ်လိုက်တဲ့အခါမှာတော့တာကူတိုရှိတဲ့နေရာကိုလွင့်ထွက်သွားပါတယ်တာကူတိုကသူ့ရဲ့စွမ်းအားကိုအယူလို့ရှောက်တော့မနေနဲ့လို့ဆိုကစိတ်ပြက်စရာနာကျင်မှုတွေခံစားရတယ်လို့ဦးမဲကိုပြောလိုက်ပြီးဦးမဲကတော့သူ့ရဲ့တာဝန်ကိုခြေပြောင်ထမ်းဆောင်နေရလို့တာကူတိုကိုပြန်ပြောလိုက်ပါတယ်ဦးမဲကတာကူတိုနဲ့အတူတိုက်ခိုက်ဖို့အတွက်ဘတ်တန်ကိုထုတ်ပေးလိုက်ပေမဲ့တာကူတိုရဲ့ထိန်းချုပ်မှုမပါဘဲစွမ်းအားတွေကိုရှောက်တုံနေရကြောင်းတာကူတိုရဲ့ခန္ဓာကိုယ်မှာအနီရောင်အမတ်သားတွေပေါ်လာပြီးစွမ်းအားထပ်တုံလို့မရဖြစ်သွားပါတယ်ဒါပေမဲ့ဒီတူးတွေကထပ်ရောက်လာတာကြောင့်ဦးမဲနဲ့တာကူတိုကဘယ်လိုတိုက်ခိုက်ရမလဲဆိုတာစဉ်းစားနေတဲ့အချိန်လဲနီနဲ့တားရီတန်းကရောက်လာပြီးဒီတူးတွေကိုတကောင်တစ်ချက်နှုံးနဲ့ရှင်းပစ်ပါတယ်တိုက်တန်ကဒီတူးတွေအကုန်လုံးကိုရှင်းပစ်လိုက်ပြီးနောက်ဆုံးတစ်ကောင်ကိုဦးမဲကတူးရှင်းမယ်လို့ဆိုကတန်နဲ့နဲ့ပြစ်လိုက်ပေမဲ့လွဲသွားတာကြောင့်ဒီတူးကအန်နာရှိတဲ့တောဆက်ကအိမ်စီကိုထွက်ပြေးသွားပါတယ်ဒီတူးကအန်နာကိုတိုက်ခိုက်ဖို့လုပ်လိုက်တဲ့အခါဦးမဲကရောက်လာပြီးဒီတူးကိုကန်ထုတ်လိုက်တာကြောင့်ဒီတူးကတာခုတိုးရဲ့အိမ်ထဲကိုလွင့်ထွက်သွားပါတယ်ဦးမဲကဒီတူးကိုတိုက်ခိုက်ဖို့အတွက်တာခုတိုးရဲ့အိမ်ကိုဖျက်ဆီးပြရမယ်လို့ဆိုတဲ့အခါတာခုတိုးကသူ့ရဲ့အိမ်ကိုဖျက်ဆီးခွင့်ပေးလိုက်တာကြောင့်ဦးမဲကဒီတူးမကောင်းဆိုးဝါးကိုချက်ချင်းသူ့ရဲ့ဆွမ်းအားနဲ့ပြစ်လိုက်ပါတယ်အန်နာကတာကူတိုရဲ့အိမ်ကိုဦးမဲကဖျက်ဆီးလိုက်တာကြောင့်စိတ်ဆိုးနေပေမဲ့တာကူတိုကတော့နယူးယောက်ကိုသွားမှမလို့ဒီအိမ်နဲ့အမတ်တရတွေကမလိုတော့ပါဘူးလို့ပြောလိုက်ခါလန်နီနဲ့ထိုက်တန်ကတော့ဒီတူးမကောင်းဆိုးကားတွေဘာကြောင့်ပြန်လို့ရှားလာတာလဲလို့ပြောနေပါတယ်လန်နီကဒီအဖြစ်အပျက်တွေအကုန်လုံးဆက်ဆက်နေပြီးနောက်ဘက်မှာတစုံတစ်ယောက်ကရှိနေခဲ့ရင်လွန်ခဲ့တဲ့10နှစ်ဘော့စတွန်ဖြစ်ရဆိုးကမယိုးရှင်းဘူးလို့ပြောလိုက်ပါတယ်ဒီလိုနဲ့အားလုံးကနယူးယောက်ကိုခီးသွားနေကြပြီးဦးမဲကတာကူတိုရဲ့လက်လှုပ်ရှားနေရကိုတွေ့သွားတဲ့အခါဘာလုံးနေတာလဲလို့မေးလိုက်ပါတယ်ထိုအခါတာကူတိုကပီယာနိုတီးချင်လို့ပါလို့ဦးမဲကိုပြောလိုက်ပြီးဦးမဲကတာကူတိုရဲ့ပီယာနိုတန်ကိုအခွင့်အရေးရှိရင်နားထောင်ချင်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားပြီးကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျရဆိုရင် like နဲ့ subscribe ကလေးလုပ်ပေးတော့ဖို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ